အားလုံးပဲမင်္ဂလာပါခင်ဗျာ 10pm ရဲ့ audio podcast အစီအစဉ်လေးကနေပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ကတော့ 10pm ရဲ့မဘုံကြီးရောက်ဖြစ်တဲ့ခေါင်းခန့်ထူလို့ပဲဖြစ်ပါတယ်ဒီနေ့ပေါ်တော့ကျွန်တော်ဆွေးနွေးပြခြင်းတဲ့ခေါင်းစဉ်က comfort zone နဲ့လည်းကျွန်တော်တို့ဘယ်လိုရုံထွက်ကြမလဲပေါ့နော်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် comfort zone ဆိုတော့ဘာလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောချင်ပါတယ်comfort zone ဆိုတော့ကျွန်တော်တို့ဒီတချို့သော teenager တွေအများစုမိနေကြတဲ့ဇုံတစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော် comfort zone ဆိုတာကစိတ်ကိုအချောသက်ပြီးတော့ဘေးကင်းနေလို့ခံစားရတဲ့နေရာတစ်ခုပေါ့ဒါပေမဲ့အဲ့ဒီ area တွေမှာအချင်းချင်းကြားနေရင်တော့တိုးတက်မှုနှေးကွေးပြီးတော့အခွင့်အလမ်းတွေလုံသွားနိုင်တဲ့ထောင်ချောက်အခြေစာတွေတစ်ခုလို့ခေါ်ရမယ်ပေါ့နော်အဲ့တော့ဒီ comfort zone တွေကနေကျွန်တော်တို့ဘယ်လိုရုံထွက်ကြမလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နေ့ဆွေးနွေးပြီးသွားမှာပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကကျွန်တော်တို့လူတင်းနေကြလူငယ်တွေအတွက်အကျိုးရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်ခင်ဗျာအဲ့တော့ comfort zone တွေကနေကျွန်တော်တို့ဘယ်လိုရုံထွက်ကြမလဲပထမဆုံးအနေနဲ့နံပါတ်1ကတော့ကျွန်တော်တို့တေးသေးလေးတွေကနေစပြီးတော့လုပ်ရပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က comfort zone တွေမှာကြာသည်ဖြစ်စေမကြာသည်ဖြစ်စေအချိန်တစ်ခုအနေနဲ့တော့ comfort zone တွေမှာနေလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ zone တွေကနေပြီးတော့ချက်ချင်းရုံထွက်နိုင်မှုဆိုတာလုံးဝခက်ခဲပါလိမ့်မယ်တော်တော်ကိုဆွဲကောင်းပြီးတော့လုံလရှိတဲ့လူမှသာလေလုံနိုင်လောက်လိမ့်မယ်အရာတစ်ခုပေါ့နော်အဲ့တော့တမန်အဖြစ်တော့ကျွန်တော်တို့တေးသေးလေးတွေကနေပဲစလုပ်ပါမယ်ကြီးမားတဲ့ပြောင်းလဲမှုတွေလုပ်ဖို့တော့မလိုသေးဘူးပေါ့နော်တေးသေးလေးတွေကဘာလေးကြီးလဲဆိုတော့ဥပမာပေါ့နော်ဒါကျွန်တော်ဥပမာပြောပြရတော့နေ့စဉ်ဘဝမှာကိုဖြတ်တန်းနေတဲ့နေရာမှာပဲနည်းနည်းချင်းစီထည့်ပြီးတော့လုပ်ရမှာပေါ့ဥပမာမကြိုက်တဲ့အစားအစာတစ်ခုပေါ့ကျွန်တော်ဆိုဟင်းရွက်အလုံးဝမစားတဲ့လူတွေမပါတယ်ပေါ့နော်ငယ်ငယ်တုန်းကတော့စားခဲ့မယ်ဒါပေမဲ့အခု10နှစ်အလောက်ကလည်းဝန်ကြီးကနေစားပြီးတော့အခုအသက်အရွယ်ပေါ့19 18 15 16 17 18အလောက်ဝန်ကြီးရောက်လာတဲ့အချိန်ထိပေါ့ကျွန်တော်ဟင်းရွက်လုံးဝမစားဘူးပေါ့နော်အဲ့တော့ဒီအသားတွေပဲစားတယ်အသားငါးတွေပဲစားရများတယ်ဟင်းရွက်လုံးဝမစားဘူးပေါ့အဲ့တော့ဒါလည်းကျွန်တော် comfort zone တစ်ခုလေးရောက်နေရတယ်ပေါ့ဒီ comfort zone ကြီးကနေကျွန်တော်ဘယ်လိုရုံထွက်မလဲဆိုတော့ဟင်းရွက်ကိုနည်းနည်းလေးကြိုက်တဲ့အရာလေးပေါ့ဥပမာကျွန်တော်ကစုံရဆိုလို့ရှိရင်ခေါင်းဆွဲရပါရဲ့ထည့်ပြီးပြုတ်တာဆိုကျွန်တော်စားရပေါ့အဲ့လိုပုံစံမျိုးနဲ့စားပြီးတော့ပြောင်းလဲကြည့်ရပေါ့ကိုမကြိုက်တဲ့ဟင်းရွက်ဖြစ်ပါစေကိုမကြိုက်တဲ့အစားအသောက်တစ်ခုခုဖြစ်ပါစေအဲ့ဒီအရာလေးကိုနည်းနည်းလေးစမ်းစားကြည့်မယ်နောက်ရကြတော့နည်းနည်းလေးထပ်စားကြည့်မယ်နောက်ရက်ဒီမှာထပ်ပြီးစားပါမယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့အချိန်ကြီးကြာလာတဲ့မြ comfort zone တွေကနေပြီးရုံထွက်လာနိုင်နေမယ်ပေါ့နော်အဲ့လိုပုံစံမျိုးပဲအလုပ်တစ်ခုကိုမကြိုက်တဲ့အလုပ်ပဲထားဗျာကျွန်တော် workout လုပ်မယ်ဒီနေ့ကိုတိုင်းမနာခါထိုးမယ်ဒီနေ့အနည်းဆုံးတိုင်း3ခါထိုးကြည့်မယ်နောက်ရက်တွေမှာ4ခါနောက်ရက်5ခါနောက်ရက်6ခါအဲ့လိုကနေပြီးတော့10ကျော်တဲ့အခါလောက်ထိကိုကျွန်တော်လုံနိုင်သွားလိမ့်မယ်ပေါ့နော်ဒီလိုမျိုးရုံထွက်ရပါလိမ့်မယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ရည်မှန်းချက်သေးချာထားဖို့လိုအပ်ပါတယ်လူငယ်တွေတော်တော်များများမှာရည်မှန်းချက်ဆိုတော့ရှိကြရပဲပေါ့နော်ကျွန်တော်တို့ဆိုလည်းရည်မှန်းချက်တွေရှိပါတယ်ဒါပေမဲ့ပေါ့ comfort zone နဲ့ရောက်သွားတဲ့လူငယ်တချို့တော့ကတော့ရည်မှန်းချက်တွေပြောဆုံးရတယ်ပေါ့သူတို့ရည်မှန်းချက်ပြောင်းနေတဲ့အတွက်သူတို့မှာလှုပ်ရှားဆိုပြီးတော့မမေးရလဲဘာလို့လုပ်ရမှမသိဘူးကွာအဲ့လိုမျိုးတွေဖြစ်နေမယ်အဲ့လိုဆိုတော့ comfort zone ကနေရုံထွက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရည်မှန်းချက်တစ်ခုကိုတည်တည်ချထားဖို့တော့လိုအပ်ပါမယ်အဲ့တော့ဘယ်လိုရည်မှန်းချက်မျိုးလဲဆိုတော့ကိုဘာကြောင့် comfort zone ကနေထွက်ချင်ရတာလဲအဲ့လိုရည်မှန်းချက်မျိုးစထားပါဘဝနဲ့ချီတဲ့ရည်မှန်းချက်မျိုးတွေမထားနိုင်တော့မှကိုယ့်ရဲ့နေ့စဉ်ဘဝလှူရှားမှုလေးမှာထားတင်လောက်တဲ့ရည်မှန်းချက်မျိုးလေးတွေကိုထားပြီးတော့ comfort zone ကနေရုံထွက်ပါလိမ့်မယ်။ဘာကြောင့် comfort zone ကနေရုံထွက်ချင်ရတာလဲ။ comfort zone ကနေရုံထွက်ပြီးရင်ငါဘာလုပ်မှာလဲ။ဘယ်လိုအောင်မြင်မှုတွေငါရမှာလဲ။စတဲ့ရည်မှန်းချက်တွေကျွန်တော်တို့ထားပါမယ်။ဥပမာပေါ့ပိုကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးရရှိဖို့လား။ဒါမှမဟုတ်လေကျွန်တော် workout တွေလုပ်ပြီးတော့ comfort zone ကနေရုံထွက်မယ်ဆိုရင်လည်းငါရဲ့ခန္ဓာကိုယ် physical fitness အတွက်ကိုငါတို့ comfort zone ကနေငါရုံထွက်ပြီး workout တွေလုပ်နေရတာလား။စတဲ့အကြောင်းအရာတွေပေါ့။အလုပ်ကိုင်ခွင့်လန်းကြောင်လားဒါမှမဟုတ်လူမှုဆက်ဆံရေးကြောင်လားကျွန်တော်တို့လိုကျောင်းသားဘဝတွေမှာဆိုလို့ရှိရင်လေပညာရေးပိုင်းမှာပေါ့ပုံမမြင်မာတဲ့အဆင့်တစ်ခုကိုရအောင်စတဲ့လူမှုရည်ရွယ်ချက်တွေရည်မှန်းချက်တွေနဲ့ထားပြီးတော့ comfort zone တွေကနေရုံထွက်ရင်တော့ပို့ပြီးတော့အားစိုက်ထုံမှုကောင်းတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကြောက်စိတ်ကိုလက်ခံရပါမယ်
အလုပ်တွေတစ်ခုခုလုပ်တဲ့သူတိုင်းကြောက်စိတ်ရှိကြပါတယ်ဥပမာပေါ့ကျွန်တော်တို့လူငယ်မှာအများဆုံးဖြစ်ကြရပေါ့ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ပါတယ်ငါလုံနိုင်မှာမလားဒါကိုလုပ်လိုက်လို့ငါဖြစ်ပါမလားဥပမာဗျာကျွန်တော်လွန်ခဲ့တဲ့2 လလောက်ကဆိုလို့ရှိရင်ကျောင်းမှာစုံညီပွဲပေါ့ကျွန်တော် MCC မှာလုပ်တယ်ပေါ့ဗျာအဲ့ဒီမှာကျွန်တော်က presenter တယောက်အနေနဲ့ဒီစုရတဲ့ကျောင်းသားတွေကိုကျွန်တော်ကြီးညာပေးရမှာပေါ့အဲကျောင်းကနေပြီးတော့ကျွန်တော်တို့ယောက်ျားလေး6ယောက်မိန်းကလေး6ယောက်စုစုပေါင်း12ယောက်ကျွန်တော်တို့ရွေးသွားတယ်ပေါ့ဗျာရွေးသွားပြီးတော့ rehearsal နေ့မှာလည်းတိုက်တယ်အဲရိုးအချိန်ဒီမှာလည်းကျွန်တော်တို့အစမ်းလေးချင်းကြည့်ရတယ်ပေါ့ကျွန်တော်အထက်မှာတွေက rehearsal နေ့မှာတွေကကျွန်တော်နည်းနည်းတော့စိုးရိမ်နေရပေါ့စိတ်ထဲမှာနည်းတော့ထင်တယ်ငါလုပ်နိုင်မှာမလားငါဒီစင်မောကိုတက်ပြီးတော့လူတွေအများကြီးပေါ့လူတွေထောင်နဲ့ချီရဲ့လူတွေရဲ့ရှိမှာငါဖြစ်ပါမလားဆိုတဲ့အတွေ့အကြုံကရှိရပေါ့နော်ဆိုတော့ညာလဲတကယ်ပွဲနေရောက်သွားတော့လေသူ့လည်းလည်းသူတော့အဆင်ပြေသွားတာပဲပေါ့အဲ့တော့ကျွန်တော်တို့တွေကအလုပ်တစ်ခုခုမလုပ်ကြည့်ရသေးခင်မှာငါလုပ်နိုင်မှာမလားဆိုတဲ့အတွေ့အထက်ငါလုပ်နိုင်ပါတယ်ငါစူးစမ်းကြည့်ရမှာပေါ့ဆိုတဲ့အတွေ့ကိုပြောင်းပြီးတော့တွေးနေတယ်လို့တော့ကျွန်တော်ထင်ပါတယ်ထို့အပြင်လည်းကျွန်တော်တို့ကြောက်စိတ်ကိုလက်ခံပြီးတော့အဲကြောက်စိတ်ကိုပဲနင်းချပြီးတော့ကျွန်တော်တို့အောင်မြင်မှုတွေစကူးသွားနိုင်မယ်လို့ကျွန်တော်ပြောနေမိပါတယ်ခင်ဗျာနောက်တစ်ခုအနေနဲ့ကတော့အတွေ့အကြုံတွေရှားမှာပေါ့အဲ့ဒီအတွေ့အကြုံတွေကဘာလဲဆိုတော့ကျွန်တော်မတွားဘူးသေးတဲ့နေရာတွေမဖတ်ဘူးသေးတဲ့စာအုပ်တွေမတင်ဘူးမလုပ်ဘူးသေးတဲ့ skills တွေပေါ့မသွားဘူးသေးတဲ့နေရာတွေကိုကျွန်တော်တို့သွားခြင်းအဖြစ်လဲ data ကြရဘူးတူတာတွေကိုကျွန်တော်တို့အများကြီးရှာဖွေနိုင်မယ် knowledge တွေအများကြီးကျွဲဝလာနိုင်မယ်မဖတ်ဘူးသေးတဲ့စာအုပ်တွေအများကြီးဖတ်ခြင်းအဖြစ်လဲအသိပညာဘူးတူတာတွေအများကြီးကျွဲဝလာနိုင်တယ်ပေါ့နော်ကိုကပုံမြင်နေဝတ္ထုတွေကိုပဲစိတ်ဝင်စားတဲ့လူတစ်ယောက်ဒါပေမဲ့ကိုကလူမှုဆက်ဆံရေးပေါင်းသိမှုနေထိုင်မှုတွေစတဲ့အရာတွေကိုကိုကစိတ်ဝင်စားအောင်ဒါပေမဲ့လည်းကိုစမ်းဖတ်ကြည့်လိုက်ပါဦးမယ်လေဒါလေးကိုစမ်းလုပ်ကြည့်လိုက်ပါဦးမယ်လေစတဲ့အရာတွေနဲ့စမ်းပြီးတော့လုပ်ကြည့်လိုက်ရင်ဘာဖြစ်ဖြစ်ကိုတော့ကတော့အသိပညာဘူးတူတာတခုတော့ပို့ပြီးတော့တိုးဝသွားတာပဲပေါ့ဗျာဘယ်လိုဘူးသေးတဲ့ skills တွေမသိဘူးသေးတဲ့ skills တွေဆိုတာကကျွန်တော်ပြောချင်တာကဥပမာဂီတပေါ့ဂီတပိုင်းနဲ့ဆိုင်တဲ့အရာတွေ instrument တခုခုကိုစမ်းပြီးတော့ငါသင်ကြည့်မယ်ငါလုပ်ကြည့်မယ်ဒါမှမဟုတ်လည်းဘာသာစကားပေါ့ English ကိုယ်မွေးမိခင်မြန်မာစကားကတော့ကိုယ်ပြောနေကြတဲ့အတွက်အထွေထူးတော့မဟုတ်ပေါ့ English လုပ်ကြည့်အောင်သင်ကြည့်တော့ဖြစ်တော့ပါတယ်အချိုးသားကြည့်ရမှာပေါ့ Korea Japan အဲ့ခြားဘာသာရေးတွေလည်းအများကြီးရှိပေါ့နော်ကိုစမ်းကြည့်ရင်စမ်းကြည့်ပြီးတော့ကိုဖြစ်ထုံးမှာပါပြီးတော့နောက်တစ်ခုကအခုဆိုတဲ့စကားလုံးကိုလေးစားဖို့လိုအပ်ပါတယ်။ comfort zone တွေကိုရောက်နေတဲ့လူတွေအများစုကဒီအခုဆိုတဲ့စကားလုံးကိုမလေးစားလို့ပဲ comfort zone တွေမှာပိတ်မိနေကြတာပေါ့နော်။အိမ်သာပဲထားပါတော့။ကျောင်းပြန်ရောက်ချင်းငါပြန်မလာတာပဲ။နားလိုက်ပါအောင်မယ်။အဲ့လိုနဲ့ကျွန်တော်တို့အဲ့ဒါပေါ်လှည့်လိုက်တယ်။ပုံလေးတစ်နားလောက်ကြည့်လိုက်တယ်။ကျင်းနဲ့ဆွဲဆောင်မှုတွေပါလာမယ်။ TikTok ကြည့်ရပဲထားဗျာ။ TikTok ထဲမှာကိုရဲ့ FYP မှာကြိုက်တာတွေပဲတက်လာမယ်ဒီချိန်မှာကိုယ့်ရဲ့စိတ်ကဆွဲဆောင်မှုနောက်ကိုလိုက်နေပြီပေါ့အဲ့တော့ဒီ TikTok တွေကနေမထွက်ချင်တော့ဘူး2 နာရီကြာသွားမယ်3 နာရီကြာသွားမယ်4 နာရီကြာသွားမယ်စသဖြင့်ပေါ့နော်အချိန်ကြာကြီးကြာသွားမယ်အိမ်သားမလုပ်ဖြစ်သေးဘူးပေါ့အဲ့လိုပုံစံမျိုးတွေပေါ့နော်အခုဆိုတဲ့စကားလုံးကိုမလေးစားရတဲ့ကြောင့်မလို့လဲ comfort zone ထဲမှာပိတ်မိနေပြီးတော့ရုံးမထွက်နိုင်သေးတဲ့လူတွေအများကြီးရှိပါတယ်အဲဒါကြောင့်အခုဆိုတဲ့စကားလုံးကိုလေးစားပါအခုဒီဗီဒီယိုဒီအတန်ဖိုင်ပေါ့ audio clip ကိုနားထောင်ပြီးပါရင်ဥပမာပေါ့မနက်ပိုင်းနားထောင်လိုက်တဲ့လူဆိုရင်လည်းအခုချက်ချင်းစပြီးတော့ကိုလုပ်ဆရာရှိအောင်လုပ်ပါတော့ဒါမှမဟုတ်ပဲညပိုင်းနားထောင်ပြတဲ့လူတွေဆိုလို့ရှိရင်လည်းအခုချက်ချင်းတွေးပါတော့ကိုမနေ့ပြန်ဘာတွေစလုပ်တင်ပြီလဲကိုဘဝတလန်အတွက်ကိုအစင်းနဲ့မြန်မာရဲ့နေရာတစ်ခုရောက်ဖို့အတွက်ကိုဘာတွေလုပ်တင်ပြီလဲကို comfort zone နဲ့ရောက်နေတာလားရောက်နေခဲ့ရင်ရောကိုဘယ်လိုရုံးထွက်မလဲစပြီးတော့တွေးပါတော့ကျွန်တော်ကိုယ်တိုင်လည်းအခုဒီ audio clip ကိုအတန်သွင်းမိတာ ਨੇ ကျွန်တော်စပြီးတော့စဉ်းစားပါတော့မယ်ကျွန်တော်မနေ့ပြန်ဘာတွေလုပ်ဖို့ဘာတွေလုပ်ရမလဲကျွန်တော်ကိုယ်တိုင်လည်း comfort zone ထဲမှာရောက်နေတဲ့လူတယောက်လို့ကျွန်တော်ဝန်ခံပါတယ်အဲကြောင့်ကျွန်တော်ဘာတွေလုပ်ရမလဲ
ဒီထက်ပိုတိုးတက်ဖို့ကျွန်တော်ဘာတွေလုပ်တင်လဲစပြီးတော့ကျွန်တော်စဉ်းစားတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ audio clip ကိုနားထောင်နေတဲ့သူတွေအားလုံးကိုကျွန်တော်နောက်ဆုံးအနေနဲ့အနည်းချုပ်ပြီးတော့ပြောချင်တဲ့စကားတစ်ခုရှိပါတယ် comfort zone ဆိုတဲ့အရာကတော့အရန်ဟိုမှာလှပတဲ့ထောင်ချောက်လေးတစ်ခုပဲဖြစ်ပါတယ်